အားလုံးတို့တတိတိချင်းပဲရှိပေါင်းလို့မင်္ဂလာပါ98ခုနှစ်မှာတဲ့98ခုနှစ်နဲ့ချိန်မှာတဲ့တရားပတ်လက်ထွက်ပါတယ်တရားပတ်လက်ကနေအောက်ဆင်းသွားပေါ့တပွဲနှစ်ပွဲသုံးပွဲ၄ပွဲ၅ပွဲ၆ပွဲ9ပွဲ10ပွဲ9ပွဲ10ပွဲ17 12 13 14 15 16 18နှစ်18ပင်ပေါ့18ပင်ပါတဲ့နှစ်ခုလို့ထွက်ပါတယ်အဲ့နှစ်ခုကနေအဆောင်ပါ1 2 3 4 5 6 9 10 11 12 13 14 15 16 19တုံညာခွန်တုံညာလို့ထွက်ပါတယ်တုံညာခွန်တုံညာလို့ထွက်ပြီးရတယ်သူ့ရဲ့အဆောင်ပါတဲ့ပရိကူပရိခုပရိရှိလို့အဆောင်လိုက်သူကကိုပရိရှိရဲ့နေရာလေးကိုခွန်ရှိလို့ဆောင်းလိုက်ထွက်ပါတယ်ဒီကနေ့လေးရစတဲ့နှစ်ခွန်ခွန်တဲ့သူဆောင်ကပရိတိပရိယတိပရိလို့ထောက်တယ်တိပရိထောက်ပြီးပရိငါလို့မူရရှိတယ်တဲ့ပရိငါရဲ့နောက်မှာကွာပေါင်းခွန်ကွာပေါင်းနေအောက်ကကနန်လေးဦးတဲ့ကိုခွန်ရှိလို့ထွက်ပါတယ်သူထွက်ပြီးမယ်ဆိုရင်သူရဲ့အဆောင်မှာခွန်အောင်ပေးတဲ့ခွန်အောင်ပေးတပွဲကြမှာ6-5လေးအထိစီနှလုံးရိုက်ပါတယ်6-5ခွန်ရှိလို့ထောက်တဲ့အချိန်ကိုင်ပါထွက်ပြီးပါတယ်ဒါပထမကပေါ့ဒုတိယမြောက်2008ခုနှစ်မှာတဲ့တရားပတ်လက်ထွက်ပါတယ်တရားနေမှာ1 2 3 4 5 6 9 10 11 12 13 14 15 16 18ပင်ပါတဲ့နှစ်ခုလို့ထွက်ပါတယ်ဒီနှစ်ခုကနေဆောင်းတက်သွားလိုက်ပေါ့1 2 3 4 5 6 9 10 11 12 13 14 16 နှစ်ဆောင်းပါတဲ့900လို့ပြီးပါတယ်900နေတဲ့သူပြီးမှထုံမကနန်ဒီတဲ့9ခွန်ရှိပဲဘေးတိုင်းထွက်ပါမယ်ပထမကမှာဒုဘုံပါတခါတဲ့ခွန်ခါတဲ့တခါခွန်ခါတဲ့တဲ့အောင်မှာပရိကူကနေပရိခွန်ပရိရှိလို့ထွက်ပါတယ်ဒီရှိပြီးထွက်ပြီးပဲဒုဆောင်မှာခွန်အောင်ပိတ်ရဲ့သူ့ရဲ့တပွဲကျမှာ9ထိ6ထိ6-5ခွန်လေရှိလို့ဖြစ်လို့ရှိပရိလို့ထွက်ပါတယ်ဒီကမှာကျတော့9ခွန်ရှိလို့ဒီမှာစောင်းထွက်ရမှာပေါ့သူကြောင့်အဲ့လိုမဟုတ်တော့ပဲね9ခွန်ရှိလို့ဒီမှာစောင်းထွက်ရပါမယ်မသူဆောင်ပါတဲ့ခွန်အောင်ပိတ်တဲ့ခွန်အောင်ပိတ်တော့ရဲ့ကျော်9ထိပ်စီ6ထိပ်6-5ခွန်လေးအဲ့လိုလေးထောက်ပါတယ်6-5ခွန်လေးထောက်တဲ့အဆောင်မှာ9ခွန်ရှိလို့ပြီးလိုက်ရိုက်ထွက်ရပါမယ်နိခုခွန်နဲ့နိခုခွန်ရဲ့ဆောင်းပရိကူတဲ့ပရိကူရိုက်တဲ့ပုံပါတဲ့9ဘိတ်ကမှုပေးတဲ့ဒီ9ဘိတ်ရဲ့နောက်မှာတဲ့ကွာခွန်တဲ့ကွာပေါင်းနေအောက်ကကနန်လေးလေဖြစ်ရပါမယ်ဒီမှာရိုက်ပါတယ်သူဒီလေပရိ8ပါပဲ